နှစ်ပေါင်း90ကျော်အတွင်းပထမဆုံးလကဘာခီးစဉ်အောင်မြင်စွာအဆုံးသတ်လူသားမျိုးနွယ်စုရဲ့နှစ်ပေါင်း90ကျော်အတွင်းတမိုင်းဝင်အာကာသခီးစဉ်ကြီးကတော့အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။ Artemis 2ခီးစဉ်မှာပါဝင်တဲ့ Orion အာကာသယာဉ်ဟာ American ကမ်းလွန်ပစိဖိတ်သမုဒ္ဒရာတွေကိုဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပါတယ်။အာကာသယာဉ်မှု၄ဦးစလုံးကမ္ဘာမြေကိုကြမ်းကြမ်းမာမာနဲ့ပြန်လည်ရောက်ရှိလာတာကိုဒီနေ့မနက်ပိုက်ကမြင်တွေ့ခဲ့ရတာပါ။ Orion ယာဉ်ငယ်လေးဟာလေထီးတွေပွင့်လာပြီးနောက်ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီအေဂိုကမ်းလွန်ပင်လယ်ပြင်တွေကိုညင်သာစွာကျဆင်းလာခဲ့ပါတယ်။ American ရေတပ်ကအမြန်ရေယာဉ်တွေနဲ့ရေငုပ်သမားတွေဟာအဆင်သင့်ဆောင်ဆိုင်နေကြပြီးရင်မှုတွေကိုကူညီဖို့ချက်ချင်းပဲအနားကိုရောက်သွားခဲ့ကြပါတယ်။တနအီခန့်အတွင်းမှာပဲအာကာသယာဉ်ကို၄ဦးကိုရင်ထဲကနေထုတ်ယူနိုင်ခဲ့ပြီးရဟတ်ယာဉ်နဲ့ကျန်းမာရေးစစ်ဆေးဖို့ဆက်လက်ခေါ်ဆောင်သွားခဲ့ပါတယ်။ဒီခီးစဉ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကအပိုလို13တင်ခဲ့တဲ့စံချိန်ချက်ပိုဝေးတဲ့နေရာအထိလူသားတွေကိုပို့ဆောင်ပေးနိုင်ခဲ့တာပါ။အာကာသယာဉ်မှုတွေဟာလကဘာရဲ့ကဖတ်ချမ်းမှာဆယ်ရက်ကြာအောင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ကမ္ဘာလေထုထဲကိုအရှိန်ဟုန်နဲ့ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ယာဉ်ပေါ်မှာပါဝင်ခဲ့တဲ့အာကာသယာဉ်မှု၄ဦးကတော့အသက်50အရွယ်ယာဉ်မှုချုပ်အပါအဝင်ကနေဒါနိုင်ငံသားအာကာသယာဉ်မှုတို့ပဲဖြစ်ပါတယ်။သူတို့ဟာကမ္ဘာပတ်လမ်းကြောင်းကိုနှစ်ပတ်ပတ်ခဲ့တယ်လို့လကဘာနားကနေကီလိုမီတာ4000ကျော်အကွာဝေးအထိပြန်ထမ်းခဲ့ပြီးစုစုပေါင်းကီလိုမီတာ300ကျော်ခရီးနှင်ခဲ့တာပါဒီခရီးစဉ်ဟာလာမယ့်2028ခုနှစ်မှာလူသားတွေကိုလကဘာပေါ်တကယ်ဆင်းသက်နိုင်ဖို့အတွက်အရေးပါတဲ့စမ်းသပ်ခရီးစဉ်လက်ထည့်ပါတယ်နောက်ထပ်နှစ်အကြာမှာတော့လူသားတွေလကဘာပေါ်တကယ်ခြေချနိုင်တော့မယ်လို့ခံမှန်းထားကြပါတယ်အခုလိုစိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတွေကိုသိရအောင် channel ကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်